အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဇင်နိုင်ထက် YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လေးနှိပ်ပေးသွားကြပါအောင်ခင်ဗျာကျွန်တော် white ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးသွားကြပါခင်ဗျာဒီလိုလေးနှိပ်လိုက်ပါခင်ဗျာအဖြူရောင်လေးပြောင်းသွားရင်တော့ရတော့ပါပြီခင်ဗျာဒါဆိုရင်တငယ်ချင်းတို့အနေနဲ့ဗီဒီယိုအသစ်တိုင်းသိရှိပြီးတော့ကျွန်တော်ရဲ့ YouTube Channel လေးမှာဗီဒီယိုလေးလာလို့ရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့VPN လဲခံစရာမလိုဘူး Bye bye Messenger ပဲလို့စာပို့လို့ရမယ်အခုအရန်ခစ်စားနေတဲ့ Zigo Chat application လေးအကောင့်ဖွင့်တဲ့နည်းလမ်းလေးကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့Play Store မှာ Zigo Chat ဆိုပြီးတော့ရိုက်ရှာပြီးတော့ဒီ application လေးကို download ဆွဲလိုက်ပါခင်ဗျ download ဆွဲပြီးသွားပြီဆိုရင်ကျွန်တော်တို့ application လေးတွေကိုဝင်လိုက်မှာဖြစ်ပါတယ်ခင်ဗျပြီးသွားရင်တော့ဒီမှာရှိရဲ့ login ဆိုတာလေးကိုနှိပ်လိုက်မှာဖြစ်ပါတယ်ခင်ဗျပြီးရင်တော့ဒီနေရာမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကလေးထည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ကပေါင်959ဆိုပြီးတော့ထည့်ပြီးတော့ကိုယ့်ရဲ့နံပါတ်ကိုထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျပြီးသွားရင်တော့ဒီမှာမြားလေးကိုနှိပ်လိုက်ပါခင်ဗျဒါဆိုရင်တော့ကုတ်နံပါတ်ကျလာမှာဖြစ်ပါတယ်ခင်ဗျကုတ်နံပါတ်ရောက်လာရင်ကုတ်နံပါတ်ကိုထည့်ပေးလိုက်ပါခင်ဗျကျွန်တော်ကအရှာဖုန်းမှာဖုန်းနံပါတ်ထည့်ထားတဲ့အတွက်ကြောင့်အရှာဖုန်းကိုပို့ပေးရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ခင်ဗျဒီနေရာမှာသူကခွင့်ပြုချက်တောင်းနေဆိုရင်ခွင့်ပြုချက်ပေးလိုက်ပါခင်ဗျပြီးသွားရင်တော့ကျွန်တော်တို့ဒီနေရာမှာတော့ကိုယ့်ရဲ့ profile ကိုယ့်ရဲ့ information လေးထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒါတော့ကိုယ့်ရဲ့နာမည်ပေါ့ခင်ဗျနောက်ပြီးသွားရင်တော့ male or female ပေါ့ပြီးသွားရင် country and region ပေါ့ဒီဟာတော့ဘယ်နေရာလဲပေါ့နော်နေပြီးတော့ကျွန်တော်တော့ဝေး okay မွေးနေ့ပြီးသွားရင်တော့မွေးနေ့ထည့်လိုက်ပေါ့နော်မွေးနေ့ကအတိအကျမဟုတ်လေရပါခင်ဗျာပြီးသွားရင်ဒီနေရာလေးမှာကိုယ့်ရဲ့ profile advanced နဲ့ရွေးလို့ရပါတယ်profile လဲရွေးပြီးသွားပြီကိုယ့်ရဲ့ဓာတ်ပုံလဲရွေးပြီးနာမည်လဲဖြည့်ပြီးသွားပြီယောက်ျားလေးမိန်းကလေးလဲထည့်ပြီးကိုယ့်ရဲ့လိပ်စာလဲထည့်ပြီးမွေးသက်ကလေးတွေလဲထည့်ပြီးသွားပြီဆိုရင်ဒီနားမှာရှိရဲ့ okay ကိုနှိပ်ပေးလိုက်ပါခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့Zigo Chat account လေးပွင့်သွားပြီပဲဖြစ်ပါတယ်ခင်ဗျပြီးသွားရင်တော့ဒီမှာကိုယ့်ရဲ့ account ထဲမှာရှိရဲ့တငယ်ချင်းတွေကိုယ့်ရဲ့ contact ထဲမှာရှိရဲ့တငယ်ချင်းတွေကိုinvite လုပ်ပြီးတော့သူတို့နဲ့အတူတူစပြီးတော့စာပို့ message ပါပို့လို့ရပါတယ် video call တွေပါခေါ်လို့ရပါတယ်ခင်ဗျဒီနည်းလမ်းနဲ့ကျွန်တော်တို့ Zigo Chat application ကို account ဖွင့်တဲ့နည်းလမ်းလေးဖြစ်ပါတယ်အားလုံးအဆုံးထိ like ကြည့်ပေးရဲ့မိတ်ဆွေများအားလုံးအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်ခင်ဗျ